ဒီကတော့ကံပါရဲ့အခြေခံအကြောင်းအရာလေးတွေကိုဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။အဲတော့ကံပါကိုသုံးပြီးတော့မှဆိုကျွန်တော်တို့စာရွက်ယူရမှာပေါ့။အဲတော့ဒီမှာတော့ဘာမှရှိနေတဲ့ကျွန်တော်တို့ဒီညနေလေးယူလို့ရတယ်။ကိုကြိုက်တဲ့ပုံစံကိုဒီကနေယူလို့ရပါတယ်။အမှမဟုတ်ဒီနေရာပါပေါ့နော်ဒီနေရာမှာ custom ဆိုတဲ့နေရာ custom set ဆိုတဲ့နေရာဒီကိုလိုချင်တဲ့ width အကျယ်လိုချင်တဲ့အမြင့် height ကိုဒီကနေနော်ဒါလိုဖြစ်စေလမ်းမှာဒါလိုလေလိုချင်တဲ့ site ကိုဒီကလောက်ဝင်လို့ရတယ်ဥပမာဒါတို့လေးလက်မ6လက်မရှိတဲ့တပ်ပုံ site နော်ဒီကိုလေးလောက်ဝင်ပြီးရင်ဒါလေးနှိပ်လိုက်မယ်ဆိုရင်ကိုလိုချင်တဲ့ site ကိုဒီမှာထွက်လာမှာဖြစ်ပါတယ်ဒီလက်မ6လက်မ siteအဲ့ဒါမှကျွန်တော်တို့ဒီ site ကိုလေးပြောင်းချင်ပါတယ်ဆိုရင်ပြောင်းချင်ပါတယ်ဒီမှာ resize ဒီပုံမှာရှိတဲ့ resize နေပြီးတော့ကျွန်တော်ဒီကနေပြီးတော့ဒီမှာဆိုရင်ဒီကနေတော့ပြီးတော့ဒီကနေတော့ကိုလိုချင်တဲ့ site ကိုပြန်ပြီးတော့ရှာလို့ရတယ်ကျွန်တော်ဒီလက်မ6လက်မတပ်ပုံထုတ်တဲ့ site အနေပြီးတော့ကျွန်တော် A4 site လိုချင်တယ် A4 portrait ဆိုတော့ downlight landscape ဆိုရင်လည်းရလိုက်ကျွန်တော် A4 landscape လိုချင်တဲ့ဒါလေးနှိပ်လိုက်မယ်ပြီးရင်နားလေးစောင့်ပြလိုက်မယ်ဆိုရင်အဲ့ဒါလောက်ပဲပူပန်းလေးနဲ့နိုင်မယ်ဒါဆိုရင်A4 ဖြစ်သွားပြီเนาะA4 ဖြစ်သွားပြီအဲ့တော့စာရွက်ကျပုံနဲ့ဒီပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဓာတ်ပုံထည့်မယ်ပေါ့ဓာတ်ပုံထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ရမယ် element ဆိုတဲ့နေရာလေးနှိပ်မယ်အောက်ဘက်ချက်မှာရှာမယ်အောက်ဘက်ချက်ပေါ့element ပြမှာ frame ပြန်လို့နှိပ်လိုက်ကျွန်တော်တို့ကဓာတ်ပုံထည့်မှာပေါ့နော် frame အဲ့တော့ကိုဒီမှာဘာပုံလေးထည့်မှာလဲလိုချင်တဲ့ပုံလေးပေါ့နော်ဒီကနေလည်းပြီးနေကြဟောတယ်ပါဝိုင်းပုံလေးကိုဝိုင်းပုံလေးထည့်တာပါကိုလိုချင်တယ်လို့ဆွေးနွေးရတယ်အဲ့ဒီမှာကျွန်တော်ဒီမှာဓာတ်ပုံလေးထည့်မယ်နော်ဒါ frame ပြောပါပြီးတော့ဓာတ်ပုံထည့်မယ် frame ပေါ့နော်ဓာတ်ပုံထည့်မယ်ကျွန်တော်ထည့်ရupload ဆိုတဲ့ဟိုတပ်ပုံရှိတယ်ကိုယူတဲ့နေရာပေါ့နော်ဟိုကျွန်တော်ပုံလေးထည့်မယ်ဆိုဒါတော့တစ်ချက်နေပြီးတော့ကျွန်တော်ဒါလိုက်မယ်ဒီကြည့်ရမှာဘယ်လိုပြီးတော့ထည့်လိုက်မယ်တော့ကျွန်တော်နောက်ပုံတစ်ပုံလေးလောက်ကြကြအောင် element ဒီထဲကနော်ဒီပါဒါလည်းတစ်ပုံဒီပေါ့နော်ကျွန်တော်ဒီမျိုးဆိုပါတော့ဒီပုံမှာအဲ့တော့ကျွန်တော်တပ်ပုံလေးထည့်မယ်ပြန်တော့မယ်ကျွန်တော်ဒီမှာတင်ထားတဲ့ဟာအဲ့တော့ဒီထားလိုက်ပါတော့ဆက်တယ်မယ်။ဟောတော့ဒါဆိုရင်တော့ထည့်တဲ့ပုံလေးပြန်ကောက်ထည့်လိုက်။ဒီလိုကျွန်တော်လူတဲ့ပုံဒီမှာမရှိဘူး။တော့အပြည့်ရတယ်တော့ဒီထဲကိုထည့်ယူမယ်ဆိုရင် upload ကိုပြင်မယ်။ပြီး upload file ဆိုတာလေးပြင်မယ်။ပြီးကျွန်တော်တင်ထားတဲ့တပ်ပုံဒီထဲမှာရှိတဲ့တပ်ပုံနော်။ဥပမာကျွန်တော်ဒါလေးပေါ့ဆိုပါတော့ဥပမာနော်ဒါလေးနှိပ်မယ် right click နှိပ်လိုက်မယ် select နှိပ်လိုက်မယ်ပြီးရင်တစ်ချက်ဆောင်လောက်ဟောဒါလည်းသူတင်တဲ့ပုံလေးရတာဒါကိုလိုချင်တဲ့ပုံဒီမှာအဲ့ဒီပုံလေးနဲ့လောက်လို့ရတယ်ဟောဒါဒီပုံလေးကျွန်တော်ပြန်ပြမယ်ဆိုရင် right click အဲ့ဒီမှာချက်မဲ့နေတယ်ဒါချက်နှိပ်မယ်ပြီး delete frame ဆိုလို့ချင်းပေါင်းကြီးပေါ့နော် frame ချက်ပါလားဓာတ်ပုံမဖြတ်ဘူးကျွန်တော်အဲ့ဒီတော့တပ်ပုံပဲပြန်သွားတယ်နော်ဒီကျွန်တော်ဒီပုံလေးပါနော်ဒီပြန်ပြုပြင်နေပြုပြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီရတယ်ပေါ့နော်ဒီမှာ edit ဆိုတာလေးရှိ edit ဆိုတာလေးနှိပ်မယ်ပုံစံရဲ့ style လေးနော်သူရဲ့ color လေးချိန်ပြီးဒီကနေပုံလိုချင်တဲ့ပုံစံလေးကိုဒီကနေပြီးတော့ share မှာဖြစ်ပါတယ်ပြန်ရှာတော့နော်ကိုလူကြီးနဲ့ဒီထဲမှာရှိတဲ့ဒီထဲကကိုချတဲ့ပုံစံလေးကိုရှာဒီရပုံကြည့်ပေါ့နော်နောက်တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင် background ဆိုလို့ရှိရင်
ဒီ background အနောက်အကြောင်းကိုဖြောက်ကြည့်ပါရှိ background remover ဆိုတာလေးနှိပ်တယ်ဒါလည်း background အရာလေးဖြောက်နော်အကြောင်းတိတက်တစ်ခုလုပ်ချင်တယ် wine လုပ်ချင်တယ်ဆိုတော့ကိုဒီမှာဒီတူပါတဲ့ဒီမှာကျွန်တော်တို့ကစောင်းနေဆွဲရမှာပေါ့စောင်းနေဆွဲရမှာပေါ့ဟောစောင်းနေဆွဲတော့တော့ဆွဲပြပါကြတာဒီထဲမှာ color လေးကိုဖြည့်ရအောင်ဒီထဲမှာကျွန်တော် color ဖြည့်ရအောင်ဒီပုံမှာဟောဒါလေး color ဖြည့်ရအောင်ဆိုတော့အကြောင်းလေးကဒါလည်းမဟုတ်တော့အပြာလေးပေါ့နော်အဲ့ဒီတော့ဒီအကြောင်းဒီရာကိုအောက်ဘက်ကိုထားမယ်အောက်ဘက်ထားမယ်ဆိုလို့ရှိရင်ဒီ background နဲ့ပဲbackground နဲ့ပဲဒီရာဆိုပေါ့ပြီးတော့ဘာသာစင်းအဲ့ဒီမျိုးနော်ဒီလိုပုံစံမျိုးအဲ့တော့ဒီကတော့စာရိုက်မယ်ဆိုလို့ရှိရင်တော့ဒီဘက်ပြီးမှရှားလိုက်ဒီဘက်ပြီးတော့စာရိုက်ရတယ် text ပြီးတယ်ဒီမှာဒီကနေတော့စာရိုက်လို့ရတယ်စာရိုက်မယ်စာရိုက် color ကိုဖောင်းပြနေဆိုဒီမှာဒီနေရာဒီမှာစာရိုက် color လေးကိုပြောင်းလူကြီးတဲ့အကြောင်းဒီကနေပြောင်းအောင်ဒီမှာတော့တုံးရတယ်ဘိုးတင်မယ်စာအုပ်သူ့ဘာလောက်တာပေါ့နော်ဘိုးတင်တယ်ဘိုးတင်တဲ့စာလုံးကိုထူအောင်လောက်တာပေါ့ဒီတော့ဆက်မယ်အဲ့ဒီဘိုးတင်မယ်ဒါဆိုရင်စောင်းမယ်နော်စာလုံးရဲ့စာလုံးရဲ့တီးနေတဲ့တင်းအောင်လုပ်ပဲဆိုရင်ဒီနေရာလေးနှိပ်ရမယ်။ညာလေးနှိပ်လိုက်ပြီးတီးမယ်။ဒါလေးနှိပ်ပြီးဒီရတယ်။ဒီလိုမျိုးကျွန်တော်တို့ကဒါလေးကိုတော့အနာဂတ်ပုံလေးတွေလုပ်ချင်တာပါနော်။ဒါ stroke ပေါ့။နော်ကိုကျော်မှာ stroke လို့ပေါ့။ stroke လေးလုပ်ချင်တယ်။ဒါလည်းတစ်ချက်နှိပ်မယ်။ဒီမှာ line ကြောင်းလေးရှိ။ဒါလည်းတစ်ချက်နှိပ်မယ်။နော်ဒီမှာဒါဆိုအမဲအောင်stroke လောက်တာအမဲရအောင်ပြီးမှအဲ့ဒီအမဲရမလို့ဒီအနီအောင်လေးလုပ်ချင်တယ်ဆိုတော့ဒါချက်နေမယ်ပုံစံတိုင်းဒီမှာ color ဒီ color box ကိုနှိပ်မယ်ချက်နေလိုက်မယ်ဆိုရင်ဟုတ်လားအကြောင်းပြောင်းအောင်ကျွန်တော်အထက်က color ကိုပြောင်းချင်တာဘာမှမပြောင်းချင်ဘူး color ပြောင်းချင်တယ်ဆိုတော့ဒီလေးနှိပ်မယ်ဘာရောပြောင်းနေအစိမ်းအောင်နှိပ်စိမ်းဒါတော့တောင်းတော့မှာဖြစ်ပါတယ်အခုကျွန်တော်ရဲ့ဒီပုံလေးကိုဒါမှဆိုတင်ချားဖြစ်နေနော်တင်ချားမဟုတ်ဘူးကျွန်တော်မှန်နေလေးလေ့ကျင့်တာမှန်နေလေ့ကျင့်နေဆိုရင်ကျွန်တော်ဒီနေရာလေးနဲ့မယ်နော် transparency ဆိုတဲ့ချက်နဲ့ပဲဒီကမှကျွန်တော်ဒီကလည်း short သွားပြီဒါမှန်သွားပါမှန်သွားလိမ့်မယ်ဒါဆိုရင် transparency ကိုရတဲ့ပုံကိုမှန်တော့နောက်ခါလေးမှာထားတာပေါ့နော်ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီလောက်ပဲပြောတော့မှာဒီလိုရှိမှာပါနောက်ဗီဒီယိုဒီမှာဒီ Canva နဲ့ပတ်သက်တဲ့အခြေခံအကြောင်းအရာလေးတွေကိုကျွန်တော်သင်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲ bye bye ဒီဗီဒီယိုမှာလည်း